ဘာသာရေးပို့ချတာကသမိုင်းဘာသာရေးဖြစ်တဲ့အတွက်သမိုင်းဆိုတဲ့ဘာသာရေးအောက်ကနေပြီးတော့လေ့လာမှာဖြစ်ပါတယ်။ဟုတ်ရင်ဒီလိုသမိုင်းမှာလေ့လာတဲ့အခါအရှင်မြတ်များကိုဒီတော့မိကုန်းတစ်ခုအရင်ဆုံးပေးပါမယ်။အရှင်မိကုန်းတစ်ခုစပေးပါမယ်။ဆိုတော့အရှင်မြတ်များသမိုင်းစာအုပ်ဗုဒ္ဓသာသနာသမိုင်းနဲ့ပတ်သက်ပြီးတော့ဒီပြတို့တအုပ်စာနှစ်အုပ်စာဖတ်ဖို့တဲ့ဆိုရင်လက်ထောင်ကြည့်ပါဘာသမိုင်းစာအုပ်နေဗုဒ္ဓဘာသာစာပေနဲ့ဗုဒ္ဓသာသနာသမိုင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓသာသနာသမိုင်းနဲ့ပတ်သက်တဲ့စာမရှင်ပြဖတ်ဖို့တယ်ရှင်ပြဘာစာအုပ်ဖတ်ဖို့လေအကောင်းလိုက်တယ်သာနာ2500ခီစာရေးစံနဲ့တက်တူမှတ်မိတယ်အရှင်ပြဘာစာအုပ်ဖတ်ဖို့လေဇိနထဘဂန္တနီအဲ့ဒါတော့ဗုဒ္ဓရဲ့သမိုင်းပေါ့ဗုဒ္ဓရဲ့ကျမ်းပေါ့နောက်ရှင်ပြဘာဖတ်ဖို့လေဗုဒ္ဓသာသနာသမိုင်းကောင်းလိုက်တယ်ဗျကျန်တဲ့ရှင်ပြတွေကဖတ်ဖို့ရင်တော့ဖတ်ဖို့မပါမိမဆိုလို့မပြောတာလည်းဖြစ်မှာဟုတ်လားကဲတော့ဒီတော့နောက်တစ်ခုမေးမယ်ဗျမြန်မာသမိုင်းနဲ့ပတ်သက်ပြီးဘာသာအုပ်ဖတ်ဖို့လဲဒီတော့မနေ့ကပြောပြီးသမိုင်းအရှင်များတို့တပါးချင်းသိနေမဆိုင်ဘူးလားလူမှန်ရဲ့သမိုင်းရှိသမိုင်းမသိရင်ပထဝီမတက်တော့အကန့်အားတွေအကန့်နေစုနေတယ်လို့ဖြစ်နေမလားဒါကြောင့်ဘုရားရှင်ကအန်တီဟူတော့အရင်လောကောဆိုဒါပြောတာမှာဆိုတော့ဒီကတော့ခုမေးကြည့်တာလေမြန်မာသမိုင်းဖတ်ဖို့တဲ့သူလက်ထောင်ပါဘာသမိုင်းဖတ်မိပါဗျပကံသမိုင်းဖတ်ဖို့တဲ့ဘယ်သူရေးတဲ့အကောင်းလိုက်တယ်အဲ့သမိုင်းစာအုပ်ကရှင်များပြီးတော့မိကုန်းတစ်ခုထပ်မယ်သမိုင်းလားသမိုင်းဝတ္ထုလားကဲအဲ့ဒါပြောတာဒီလိုသမိုင်းကိုဖတ်တဲ့အခါရှင်များတို့သမိုင်းကိုဓာတ်ရိုက်မဖတ်နိုင်ဘူးတပည့်တော်ယူပပေတဲ့နဲ့ကြောင်းပြီးတယ်သိပ္ပံဘာသာဒါပေမဲ့တပည့်တော်ဝါသာဘာသာသမိုင်းကိုတိုက်ပြီးမဖတ်နိုင်တဲ့အခါဒီတော့ဘာလို့ရလဲဆိုတော့သမိုင်းဝတ္ထုတွေရင်ဖတ်တက္ကသိုလ်စိန်တင်းတို့စိတ်ပညာရေးတို့နောက်တာသူတို့ဆရာကြီးလည်းမရပါဘူးအဲ့တော့သူတို့ရေးတဲ့နောက်ဆရာတင်တိုင်တို့သမိုင်းဝတ္ထုတွေကိုစဖတ်သမိုင်းဝတ္ထုတွေစဖတ်တဲ့အခါသမိုင်းဝတ္ထုကျတော့ယသပေါအောင်ရေးထားယသပေါအောင်ရေးထားဖြစ်တဲ့ချောရှူပြီးတော့စိတ်ဝင်သွားတာအဲ့ဒီချက်ကျမှဒီလိုအသေးစိတ်သိကျင်တဲ့အခါအချက်လက်ကိုတိတိကျကျသိကျင်တဲ့အခါသမိုင်းကိုသွားဖတ်ရတယ်သမိုင်းကကျတော့သုဒ္ဓစာပေပြရတ္တမဟုတ်ဘူးဆိုတော့သုဒ္ဓဓမ္မရတ္တတွေအများကြီးရောထည့်လိုက်ရင်သုဒ္ဓရဲ့အဓိပ္ပာယ်ကွဲလွဲချက်တွေအယူဆတွေအများကြီးပျက်စီးသွားကြရရှိတယ်ဒါကြောင့်သမိုင်းကိုရေးတဲ့အခါအချက်လက်နဲ့အထောက်အထားနဲ့အကိုးကားနဲ့ရှာဖွေတွေ့ရှိချက်တွေနဲ့ရေးရပါတယ်အဲ့လိုရေးတဲ့အခါရှင်များတို့သမိုင်းကိုစိတ်ဝင်စားဘူးဆိုတာသဘာဝကျအဲ့တော့တပည့်တို့သမိုင်းကအဘိဓမ္မာလို့ခန့်ဆက်ဆန်းပေါ့စာပေအဘိဓမ္မာပေါ့သူကပုဂ္ဂိုလ်မငယ်ဘူးအချက်လက်တွေကိုအဓိကထားပြောဆိုတော့သမိုင်းဝတ္ထုကြတော့ရှင်များတို့ဖတ်လို့ကောင်းယတပေါအောင်ရေးထားတာယတ9ပါးပေါ့ပအောင်ရေးထားတာအဲ့တော့ရှင်များအခုတပည့်တို့လျှောက်ထားခြင်းကသမိုင်းကိုဖတ်တဲ့အခါသမိုင်းဝတ္ထုကိုစဖတ်ပါဥမာဒါနသမိုင်းကိုဖတ်ခြင်းဒီဟိုကိဆန်တော်ဝင်အရိယာပုဂ္ဂိုလ်လူများပါဒါဒီဆရာကြီးဦးထိတ်လန်ရေးရတ္တပေါအောင်ရေးတာဗျတအားကောင်းတယ်တအားကောင်းတဲ့အခါကျတော့သူတဲ့ကိုစီးမျောသွားတာစာအုပ်ကြီးအထူကြီးမပင်ပန်းဘူးနောက်တပင်ရှေတိဝတ္ထုတော်ကြီးဒါဆရာကြီးလေဒီပန်နိဒဥမောင်ကြီးရေးတယ်ဒါစရုဒ္ဓသံဃာနာနဲ့ဂျားမှာဖြစ်နေတဲ့ဒိုဟံဘွားဆက်အကြောင်းတွေပါတွေဖတ်ခြင်းတန်ဃာတွေတက်ခံတဲ့အကြောင်းတွေဖတ်ခြင်းဒါတပင်ရှေတိဝတ္ထုတော်ကြီးဖတ်ဒါရတ္တကိုခြေခံတဲ့သမိုင်းနောက်ခံဝတ္ထုဒါကြောင့်သမိုင်းမှာလည်းဒီလိုအရှင်မြတ်တို့အခုဒါမှတ်เสียပါသမိုင်းနောက်ခံဝတ္ထုရှိတယ်သမိုင်းရှိတယ်သမိုင်းကတော့ပြင်းစရာကောင်းတယ်၆ခန်းခန်းကြီးသို့တော့အခုတပည့်တော်စကားပြောချင်တာရှင်မြတ်ရတ္တတွေ